အားလုံးပဲမင်္ဂလာပါမနေ့ကကိုနေချောကူမမာရီကမီချိုစလိုက်ပါတယ်မာရီဆန်စီပဲဖြစ်ပါတယ်ဒီနေ့မှာတော့တချို့JPT N2 အတွက်ပေါ့နော်ဒီမှာ reading လေးအပုတ်တော်ကိုရှင်းပြပေးချင်ပါတယ်ဆိုတော့တော့မနေ့က reading ကြောက်တဲ့သူတွေရှိမယ်ထင်တယ်တချို့လည်းရေနုံက reading ရမ်းကြောက်ခဲ့တယ်ဘာလို့လဲဆိုတော့အဓိကခန်းကြီးတွေမရတာရေဖတ်တာနှေးတာရေပေါ့နော်ဆိုတော့ reading မှာညံ့တယ်လို့ပြောမှာပေါ့နော်ဆိုတော့အဓိကတော့ဘာလဲဆိုတော့ reading မှာတော့များများဖတ်ပြီးတော့လေ့ကျင့်ဖို့ရေ ပြီးရင်မေကွန်းပေါ်မှာမူတည်ပြီးတော့အဖြေကဘယ်နှမှာရှိမလဲဆိုတဲ့ဟာမျိုးရှာတတ်ဖို့အရေးကြီးတာပေါ့နော်ဆိုတော့အဲ့လိုမျိုးစနစ်လေးတွေတည်မယ်ဆိုရင်တော့ကိုက reading ကြောက်ရင်လည်းပဲဒါဖြေလို့ရတယ်အောင်မဲ့ essay ရနိုင်တယ်ပေါ့လေနော်ဆိုတော့ဒီပုံမှာတို့ဒီပုံမှာပါဝင်နေပေါ့နော်ဖြေပုံဖြေနည်းလေးတွေပြီးနောက်ကဘယ်နေရာ key point လေးဖြစ်မလဲဆိုတော့ဒါလေးတွေရှိမှာတစ်ခါလေးရှင်းပြပေးပါပေါ့နော်じゃあဆိုရင်ရှိဒါလေးကိုဓာတ်ပုံလေး comment မှာချထားပေးမယ် comment မှာဖြည့်ကြည့်ပြီးတော့ဖြည့်ရင်ဖြည့်ပေါ့နော်ဒါမှမဟုတ်လည်းပဲအခုတူတူလိုက်ပြီးတော့ဖတ်ကြည့်လို့လည်းရပါတယ်じゃあ行きましょうဗီဒီယိုလေးမစခင်မှာပေါ့နော်မနက်စံတော့ကိုချင်းချင်းတာတစ်ခုရှိပါတယ်အဲ့ဒါကပါလဲဆိုတော့ဒီ JLPT အတွက်ပေါ့နော် N2 မေကွန်ဟောင်းလေ့ကျင့်ပေးတဲ့အတန်းလေးဖွင့်ထားပါတယ်ဆိုတော့ဒီတန်းကဘာတွေအဓိကလေ့ကျင့်ပေးမလဲဆိုတော့မေကွန်ဟောင်းပေါ့နော်2024ရဲ့2025ရဲ့မေကွန်ဟောင်းတွေကိုမှ9လပိုင်းနဲ့12လပိုင်းပေါ့နော်စုစုပေါင်း4စုံရေပြီးရင် JLPT အတွက်ဆိုရင်ပေါ့နော်လုံးဝမဖြစ်မနေလေ့ကျင့်တဲ့ဒီ super moshi ဆိုတဲ့ဒီ exam practice စာအုပ်ပေါ့နော်အဲ့ဒါကိုလည်းပဲထည့်ပြီးတော့တင်ပေးထားပါတယ်စုစုပေါင်းမေကွန်က9စုံဖြစ်သွားလိမ့်မယ်ပေါ့နော်ဆိုတော့ဒီတန်းကိုလက်ဆန်တို့ join ကျင်နေဆိုရင်တော့membership page မှာတိကျလာပြီးတော့မေးလို့ရပါတယ်ပြီးတော့တင်တန်းပထမဆုံးစပြီးအပ်တဲ့အယောက်20ကိုလည်းပဲတင်တန်းကြီး discount 2000ထိရှော့ချပေးထားတာဖြစ်ပါတယ်ဒီကလေးမှာတရှိနဲ့တူတူမေးခွန်းဟောင်းလေးကျင့်ပြီးတော့အဆောင်မွေးအောင်ခြင်းနဲ့ဆိုရင်တော့ page မှာအသေးစိတ်လာပြီးတော့မေးလို့ရပါတယ်အတူတူလေ့ကျင့်ကြမယ်နော်ကံပါရီမှာရှော့ဟုတ်ပြီကဲဆိုရင်ဒီမှာအရင်ဆုံးပေါ့နော်ဒီလို post တို့ကဘယ်လိုမျိုးလဲဆိုတော့အရင်ဆုံးမေကွန်းလေးကိုဖတ်ပေးပါပေါ့နော်မေကွန်းဖတ်မှသူဘာမေးလဲဆိုတော့တချို့သိမှာမလားဆိုတော့ဘာမေးလဲသိမှာကိုကအပုတ်ထဲမှာတွားပြီးတော့ဘာရှာရမလဲဘယ်နေရာကိုရှာရမလဲဘယ်နေရာကိုအဓိကအသေးစိတ်ဖတ်ရမလဲဆိုတာကိုနားလည်မှာဖြစ်ပါတယ်ပေါ့နော်ဆိုတော့အရင်ဆုံးမေကွန်းဖတ်ကြည့်မယ်ဆိုရင်親子について筆者はどのように考えているかတဲ့မေကွန်းမှာလဲဆိုတော့ဒီ親子ပေါ့နော်親子ဆိုတော့တားဖတားမိပေါ့နော်ဒါနဲ့ပတ်သက်ပြီးတော့ဟစ်ရှာစာရေးသူကဘယ်လိုမျိုးတွေးတာလဲဆိုတော့စာရေးသူရဲ့အတွေးအမြင်ကိုမေးတာဖြစ်ပါတယ်ဆိုပုံမှန်အပြင်တော့စာရေးသူရဲ့အမြင်ပေါ့နော်သူ့ရဲ့အမြင်နောက်ဆုံးမှာစာပိုက်ရဲ့နောက်ဆုံးမှာထားလေးရှိတယ်ပေါ့နော်ဘယ်လိုပုံစံမျိုးတွေလာလေးရှိတယ်ဆိုတော့ဒီမှာဆိုရင်ဒီမှာ omo ဆိုတဲ့ထင်တယ်ပေါ့နော်သူ့ရဲ့အထင်အမြင်လေးပေါ့နော်ပြီးရင်နောက်ကဘာတွေလာလေးရှိလဲဆိုတော့ဒါတော့ကာတို့နော်ဒါတော့ကာဒီလိုမဟုတ်ဘူးလားဆိုရင်ဒါသူ့ရဲ့အမြင်ပဲလीနော်ဒီလိုဖြစ်တယ်လို့ထင်တယ်ဆိုတဲ့အဓိပ္ပာယ်နော်ဒီမလားဆိုတော့ဒေဝနိုင်ဒါတော့ကာတို့ဟုတ်တယ်မလားဒေဝနိုင်ဒါတော့ကာအဲ့လိုမျိုးစကားလုံးလေးတွေတွေ့မယ်ဆိုရင်စာရေးသူရဲ့အမြင်ပေါ့နော်ဟုတ်တယ်မလားတခါလေးမှလည်းဝရှုမှာနန်းနန်းနီကဒိုင်ဂျီတဲ့ဒီကအရေးကြီးပါတယ်ဆိုတာသူ့ရဲ့အမြင်ပဲနန်းနန်းနီကထားပါတော့တိုင်းဆက်ဆက်တဲ့ပေါ့နော်အဲ့လိုမျိုးဘေးလည်းပဲလာလေးရှိပါတယ်ပေါ့နော်ဆိုတော့ဝရှုလူမျိုးကီးဝါလေးရှိမှဆိုရင်ဒီဟာလေးကစာရေးသူရဲ့အမြင်ပဲဆိုတာကိုမျက်စံတော်တက်ပြီးတော့သဘောပေါက်လိမ့်မယ်လို့ထင်ပါတယ်ပေါ့နော်ဆိုတော့တော်တော်ရှိနောက်ဆုံးပိုင်းလေးတခြားဖတ်ရမယ်ဆိုတဲ့ဒီပဲဖြစ်ပါတယ်ဟုတ်ပြီကဲအဲ့ဆိုရင်တွားရအောင်ပါဆိုတော့ဒီချက်ဒီမှာရှင်းပြမှာဖြစ်တာကြောင့်မလို့အကောင်လုံးသေးစိတ်ဖတ်ပြမယ်ပေါ့နော်တကယ်လို့မှမျက်စံတော်ကဖတ်နေရင်ခန်းကြီးလေးမတည်ဘူးဆိုရင်လည်းပဲဒါလေးကြော်ပြီးတော့ပေါ့နော်အတက်နိုင်ဆုံးစာပိုက်ကိုခြုံငုံပြီးတော့နားလည်အောင်လုပ်ရင်ရပြီအသေးစိတ်လုံးဝတစ်လုံးချင်းနားလည်ဖို့မလိုဘူးခြုံငုံပြီးနားလည်ပြီးတော့အဖြေဘယ်နှမ်းမှလည်းရှိဖို့ဆိုတာကိုရှာတတ်ရင်ရတယ်ပေါ့နော်ကဲဒီချက်တော့အသေးစိတ်ရှင်းပြမယ်တွားရအောင်ပါဆို親子はもっとも身近でဟုတ်ပြီနော်ဒီနာက時にもっとも遠くなってしまう存在かもしれない。親子ဆိုတာကတဲ့もっともပို၍ပေါ့နော်ပိုပြီးတော့မိချီကဆိုတာလက်စံဒီမှာဒီခန်းကြီးကိုမတည်ဘူးဆိုရင်တော့ချိကိုက်ဒီမှာချိကိုက်ဆိုတာနီးတာပေါ့နော်ဆိုတော့ပြောချင်တာကနီးနီးလေးရှိနေရင်းနဲ့ဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့နော်မိချီကဆိုတဲ့အဓိပ္ပာယ်ရှိကိုနဲ့နီးဆက်တယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ဆိုတော့အနီးနားမှာရှိနေပေမဲ့လည်းပဲနားကတာပဲရှိပေမဲ့လည်းပဲလို့ပြန်လို့ရရနော်ရှိနေပေမဲ့လည်းပဲ時にはပေါ့နော်တစ်ခါလေမှာတော့ပေါ့နော်もっとも遠くなってしまう存在かもしれないပို့ပြီးတော့ဝေးသွားနိုင်တဲ့နော်存在ဆိုတော့တည်ရှိမှုပေါ့နော်တည်ရှိမှုဖြစ်နိုင်ပါတယ်ဆိုတော့ဒီစာကြောင်းရဲ့အဓိပ္ပာယ်နားလည်မယ်ထင်နော်ဆိုတော့ရှုတားဖိုင်တားမိတွေဆိုတာကအနီးနားမှာရှိနေပေမဲ့လည်းပဲတော့တစ်ခါလေမှာတော့အဝေးဆုံးပြောမှဆိုရင်တော့ဝေးရောက်နေတတ်တဲ့တည်ရှိမှုတွေဖြစ်နိုင်ပါတယ်ဟုတ်တယ်မလားနော်မိဘနဲ့သားသမီးဆိုတာတိတ်ပြီးတော့နော်အမြဲတမ်းနှွေးထွေးနေတာမဟုတ်ဘူးတော့ဟုတ်တယ်မလားဒါကိုပြောချင်တာပေါ့နော်ဒါပေမဲ့လည်းပဲတဲ့そのことで愛情がなくなるとか関係が冷えるとかそういう感覚は一切なかったဒါပေမဲ့လည်းပဲတဲ့ဟုတ်ပြီနော်ဒါပေမဲ့လည်းပဲဆိုတာကိုရှေ့ဟာကိုဆန့်ကျင်မယ်ဆိုတယ်ပဲနော်မနေ့က
ဒီ reading တွေမှာစကားဆက်တွေရေးကြည့်ပါတာရှိဒါငါဆိုတဲ့နိဟုတ်လားအဲ့လိုမျိုးပေါ့နော်စကားဆက်လေးတွေကအရေးကြီးတယ်ရှေ့ဟာကိုဆန့်ကျင်နေရလားဒါမှမဟုတ်လေပေါင်းထည့်ပြီးပြောနေတာလားဆိုတာကိုဗါရှိကြည့်အဲ့ဆိုဒီတစ်ခေါက်မှာဒါငါဆိုတော့ရှိရှေ့ဟာဒီမှာဒီလိုပြောရဖြစ်တယ်ကြောင့်မလို့ဒီကောင်ကိုဆန့်ကျင်တဲ့အခါမျိုးတွေဆန့်ကျင်တဲ့ပုံစံမျိုးတွေပြောမှာပေါ့နော်ဟုတ်တယ်ဒါလေးရေးကြည့်ရအောင်နော်ဒါပေမဲ့လည်းပဲတဲ့そのことでそのことでဘာပြောလဲဆိုတော့遠くなってしまうことပေါ့နော်အဲ့ဒီဟာကြောင့်မလို့ပေါ့နော်愛情がなくなるとか愛情ဆိုချစ်ချင်းမြတ်တာတွေပေါ့နော်愛情ဆိုစကားလုံးမသိဘူးဆိုတော့愛ဆိုခံကြီးလေးဒီမှာဆိုရင်ရနော်ချစ်ချင်းမြတ်တာတွေကမရှိတော့ဘူးဆိုတာတွေနော်関係が冷えてしまうとかဆိုတော့冷えるとかနော်関係ဆိုပတ်သက်ဆက်နေမှုပေါ့နော်ပြောချင်တာကပြောမှဆိုတော့ပတ်သက်မှုကအေးဆက်သွားတာတွေပေါ့နော်စသဖြင့်ဒီလိုမျိုးခံ覚ပေါ့နော်မပြောမှဆိုဒီလိုမျိုးအထင်တွေဒီလိုမျိုးအမြင်တွေကမဟုတ်ပါဘူးအစ္ဆိုင်နခတ္တဆိုတော့နည်းနည်းလေးတောင်မဟုတ်ဘူးဆိုတယ်နော်အစ္ဆိုင်ဆိုတဲ့စကားလုံးလေးနဲ့မတည်ဘူးဆိုရင်တော့နခတ္တပေါ့နော်မရှိဘူးနိုင်ဆိုတာဟာဒီမှာနော်ဟုတ်တယ်မလားဆိုပြောချင်တာကအဝေးရောက်သွားတယ်ဆိုပေမဲ့လည်းပဲသူတို့ကမချစ်တော့တာတွေเนาะသူတို့ရဲ့ဆက်ဆံရေးတွေကဘာဖြစ်လဲဆိုတော့အိတ်ဆက်သွားတာတွေဆိုတာမဟုတ်ပါဘူးဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့နော်ဆိုမှုရှိလို့ဆိုတာဘယ်လိုမျိုးဆိုတော့ပို၍ဆိုပြီးဘာသာပြန်လိုက်လို့ရတယ်ပေါ့နော်ပိုပြီးကောင်းမွန်တာကအဲ့လိုပုံစံမျိုးပေါ့နော်အကယ်၍ပိုပြီးတော့ဆိုတဲ့အဓိပ္ပာယ်နော်ဆိုဝါကာရီအိုင်နိုင်と分かることは相手を理解しようとするための最初の一歩なのではないかと思うဆိုတော့သူထင်တဲ့ဟာတွေသူ့ရဲ့အမြင်ပါပြီဆိုတော့တေချာတာကတော့သူပြောချင်တဲ့ဟာကဒီပိုင်းလေးဖြစ်မှာပေါ့ဟုတ်တယ်မလားပို့ပြီးတော့ဘယ်လိုလဲဆိုတော့တဲ့ဝါကာရီယာရဲ့နိုင်ဆိုတော့နားလည်မှုတွေဟိုနားမလည်နိုင်ဘူးပေါ့နော်ပြောချင်တာကအပြန်အလှန်နားမလည်ဘူးဆိုတဲ့အဓိပ္ပာယ်အာအဲတို့ဆိုတဲ့အဓိပ္ပာယ်အပြန်အလှန်ဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့နော်ပြောမစမ်းတော့ဝါကာရီယာရဲ့နိုင်ဆိုတော့အပြန်အလှန်နားမလည်နိုင်ဘူးဆိုပြီးတော့ဝါကာဒုခို့တော့နားလည်ထားတာကတိထားတာကနော်ပြောချင်တာတယောက်နဲ့တယောက်ပေါ့နော်ဟုတ်လားအတွေးအခေါ်တွေမတိုက်ဆိုင်ဘူးနားလည်မှုယူဖို့နားမလည်နိုင်ဘူးဆိုပြီးတော့တိထားတာကတဲ့နော်相手を理解しようとするための最初の一歩တစ်ဖက်လူပေါ့နော်တစ်ဖက်လူထားပါတော့ကိုကမိဘဆိုရင်လည်းပဲတာသမီဆိုရင်လည်းပဲမိဘပေါ့နော်မိဘကိုနားလည်နိုင်ဖို့ပေါ့နော်အဲ့အတွက် 最初の一歩ဆိုတော့ခြေလမ်းလေးတစ်လမ်းနာနော်ဒေဝနိုင်ကဆိုတော့ခြေလမ်းမဟုတ်ဘူးလားဆိုတော့ဟုတ်တယ်ဆိုတဲ့အိဗယ်နော်ခြေလမ်းဖြစ်တယ်လို့သူကထင်တယ်ဆိုပြောချင်တာကတယောက်နဲ့တယောက်ပေါ့နော်နားလည်မှုတွေလွဲနိုင်တယ်နားလည်မှုတွေမရှိနိုင်ဘူးဆိုပြီးတော့တိထားတာကနားလည်ဖို့ပေါ့နော်ပို့ပြီးနားလည်နိုင်ဖို့အတွက်နောက်ဆုံးဆိုင်းရှောင်းတော့အပို့ဆိုပထမဆုံးခြေလမ်းလေးဖြစ်ပါဟုတ်တယ်မလားနော်ဆိုတော့မိဘနဲ့တာသမီဖြစ်တာကြောင့်မလို့အမြဲတမ်းပေါ့နော်အတွေးခေါ်တွေနားလည်မှုတွေထပ်တူကြနေဖို့မလိုဘူးကွာအဲ့ဒီဟာကိုတိထားမယ်ဆိုရင်နော်ဝါကာရီ INI ဆိုတဲ့ဟာလေးကိုတိထားမယ်ဆိုရင်ပြန်ပြီးတော့တယောက်ကိုတယောက်နားလည်နိုင်လားဘူးလိကိုင်းလုံနိုင်လားပို့ပေါ့နော်ခြေလမ်းလေးတလမ်းဖြစ်ပါတယ်ဆိုတဲ့ပြမစနားလေလားမသိဘူးနည်းနည်းရှုပ်တယ်လို့ထင်ရမယ်မရှုပ်ပါဘူးနော်ဟုတ်တယ်မလားဆိုတော့ပြောချင်တာဒါပဲပေါ့နော်အဓိကဟုတ်ပြီဆိုရင်မကြည့်အောင်親子နဲ့ပတ်သက်ပြီးတော့ဟိချာကဘာပြောတယ်ဆိုတော့နံပါတ်1わかり合えないと思うところからお互いの理解が始まるတယောက်နဲ့ပေါ့နော်ဝါကာရီအိုင်နိုင်နားမလည်နိုင်ဘူးဆိုပြီးတော့ပေါ့နော်အတွေ့အခေါ်တွေထပ်တူမကြနိုင်ဘူးဆိုပြီးတော့တိထားတဲ့ဟာကနေပြီးတော့ထင်ထားတဲ့ဟာကနေပြီးစပြီးတော့ဘာဖြစ်လဲဆိုတော့အပြန်အလှန်ပေါ့နော်လီကိုင်းကဟာဂျီမာနားလည်မှုကစတယ်ဆိုတော့မျိုးဆိုအဖြစ်ကနံပါတ်1ပဲဖြစ်ပါတယ်ဘာလို့နံပါတ်1လဲဆိုတော့လုံးဝစာကြောင်းထပ်တူကြနေတာတော့မဟုတ်ပေမဲ့ဝါကာရီအိုင်နိုင်တော့ဝါကာရီကိုတော့ဝါကာရီအိုင်နိုင်တော့အမိုးကိုတော့ခါတူတူပဲလीနော်ဟုတ်တယ်မလားโอตาไกเนาะဒီကိုင်းဆိုတော့ပြောမစအပြန်အလှန်ဆိုတော့ဒီမှာအိုက်တဲအိုလီကိုင်းဆိုတော့တစ်ဖက်လူနားလေဆိုအပြန်အလှန်ပဲလीနော်ဟုတ်တယ်မလားဆိုတော့အိုက်တဲအိုလီကိုင်းနဲ့ဒါလေးနဲ့တူတယ်ဒါကိုစတင်နေဆိုပြောချင်တာကဆိုင်းရှောင်းနဲ့အပေါ်ဆိုတာလည်းပဲဒါစတာပဲလीနော်ပြောမယ်ဆိုရင်တော့တော့စကလုံးလေးနည်းနည်းလေးပဲပြောင်းလိုက်တာပဲရှိအတိပ္ပယ်ကအတူတူပါပဲနော်ဆိုတော့နားလည်မလားမသိနော်နောက်တစ်ခုနံပါတ်2ကဘာလဲဆိုတော့わかり合えないということにお互いが気づくのが難しいဆိုတော့ဟိရှာပြောချင်တာကဘာလဲဆိုတော့တယောက်နဲ့တယောက်ပေါ့နော်ဒီနားမလည်နိုင်ဘူးဆိုပြီးတော့နော်တတိထားမိဖို့ပေါ့နော်အပြန်အလှန်တတိထားမိဖို့ကခက်ခဲပါတယ်ဆိုပြီးပြောထားတာပေါ့နော်ဆိုတော့မျိုးဆိုင်တကယ်လက်ခက်ခဲမယ်ကွာဟုတ်တယ်မလားတယောက်နဲ့တယောက်သိရမလားမိဘနဲ့တော်တော်ဖြစ်တာကြောင့်မလို့အပြန်အလှန်နားလေတင်းနေဆိုပြီးသူတို့တွေးနေတယ်ဒါပေမဲ့ပြန်လည်နားမလည်လေရတယ်ဆိုတဲ့ဟာကိုတတိထားဖို့ကခက်ခဲနေတာလေတကယ်ဖြစ်ရင်ဖြစ်နိုင်တယ်ဒါပေမဲ့လက်စံတွေကကိုယ့်ရဲ့အတွေးတွေကိုသွားပြီးတော့ဒီစာပိုက်ကိုသွားပြီးထည့်လို့မရဘူးဒီထက်မှာစာရေးသူကပေါ့နော်ဒီဟာကိုတတိထားမိဖို့ခက်ခဲတယ်လို့ပြောထားလားမပြောထားပါဘူးเนาะဒါကြောင့်မလို့မထည့်ရတကယ်ခက်ခဲရင်ခက်ခဲမှာကွာဒါပေမဲ့เนาะစာပိုက်ကစာပိုက်ပဲတကယ်လက်တွေကလက်တွေပဲပေါ့နော်ဆိုတော့လက်စံတွေအတွေးတွေသွားပြီးတော့ထည့်လို့မရပါဘူးအဲ့ဒါလေးတစ်ချက်အရေးကြီးတယ်เนาะဒီခါလေးမှာကိုယ့်ရဲ့အတွေးတွေသွားထည့်ပြီးတော့အပြေမှားသွားတာတွေခဏခဏရှိတတ်ပါတယ်เนาะနောက်တစ်ခုနံပါတ်3ဝါကာရီအာဥတမယ်နီဝ
一定の距離を保つことが大切だ。ဟုတ်ပြီနော်တယောက်တယောက်နားလည်ဖို့အတွက်တဲ့ a တိန်းနဲ့ theory ပေါ့နော်အတိန်းဆိုတာပြောမှဆိုရင်လည်းတမတ်တည်းရှိတယ်ပေါ့နော် theory ဆိုအကွာအဝေးလေးပေါ့နော်အကွာအဝေးလေးကိုထိန်းထားဖို့လိုရတယ်ပြောချင်တာကကိုစီတူစီလေးစီးတွေပေါင်းလေးခြားထားဖို့လိုအပ်တယ်ဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့နော်ဆိုတော့ပြောထားလားနော် theory တွေပါတွေထားဖို့ပြောထားတာမပြောထားပါဘူးနော်ပြောမယ်ဆိုတော့ဒါကလုံးဝပြောမထားတဲ့ဇာတ်ဖြစ်ပါတယ်နောက်တစ်ခုနံပါတ်၄身近な存在だからこそ、いつかは分かり合えるものだ。身近な存在ဆိုရင်နီးစပ်တဲ့နော်တည်ရှိမှုတွေဖြစ်တာကြောင့်မလို့ဟုတ်တယ်မလားတိမ်ထဲမှာနေတာဖြစ်တာကြောင့်မလို့နော်ဒါမှမဟုတ်လည်းပဲအမြဲတမ်းမိဘနဲ့တာသမီဆိုတာနီးစပ်တယ်နော်ဟုတ်တယ်မလားတစ်ချိန်ချိန်မှာတော့နားလည်နိုင်မယ်လို့နားလည်နိုင်မှာပါဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့နော်ဆိုတော့ပြောချင်တာအဲ့လိုမျိုးပြောထားတာမပြောထားပါဘူးနော်နားလည်ဖို့အတွက်အဓိကရေးချင်ပါတယ်ဆိုတော့တယောက်တစ်ယောက်ကအပြန်အလှန်ဘယ်လိုပြောမလဲထပ်တူမကြနိုင်ဘူးနားမလည်နိုင်ဘူးဆိုတာကိုသိထားရင်ရပြီဟုတ်တယ်မလားဒါကတော့ဒါဦးရခိုတွေဘာတွေမှာဖြစ်လေဖြစ်တာရှိတဲ့ဟာမျိုးပေါ့လေနော်ဟုတ်တယ်ဆယ်မျက်စံတို့နားလည်မယ်ထင်တယ်ဒီပုစမှာဆိုရင်ဝတရှိတို့အဓိက main point ကဘယ်နေရာလဲဆိုတာကိုဝတရှိရှင်းပြပေးခဲ့တယ်ပြီးရင်အဖြေကိုဘယ်နေရာမှာရှာရမလဲပြီးရင်ဒီကျန်တဲ့ဟာတွေဘာလို့မှားတာလဲပေါ့နော်ပြီးရင်ဘယ်လိုဟာလေးတွေတတိထားရမလဲစကားစက်လေးတွေနော်စသဖြင့်ဒီဟာလေးတွေကိုမနေ့ဆန်တို့တခြားပုတ်တွေမှာလည်းပဲဒီလိုမျိုးအသုံးချသွားမယ်ဆိုရင်နော်အသုံးချသွားမယ်ဆိုရင်ဆံပွဲမှာလည်းပဲလုံးဝအထောက်အကူဖြစ်မယ်လို့ဝတရှိယုံကြည်ပါတယ်ဆိုတော့ဒီကောင်ကတပုတ်ကို2မှတ်ပဲရပါမယ်ဇန်နနာကရနိတန်ですဟာနော်စိတ်တော့မကောင်းဘူးမြဲဒီကောင်တပုတ်ကို2မှတ်ဖြစ်ပါဒါကြောင့်မလို့အချိန်ကြာကြီးယူလို့မရဘူးအလုံးစုံကြာရင်3မိနစ်ပဲကြာပါပေါ့နော်3မိနစ်ပဲယူပါပေါ့နော်ဟုတ်ပြီအဲ့ဆိုရင်တော့မနေ့ကဆိုရမယ်ထင်တယ်တကယ်လို့မှရှင်းပြပေးစီခြင်းတဲ့ပုတ်တရှိဆိုရင်လည်းဘာရှိ comment မှာမှန်ထားပေးလို့ရတယ်ဘာရှိအားတဲ့အခါမှာနော်အားရင်အားလို့မနေ့ကဆိုဖြည့်ပေးပါမယ်ပေါ့နော်ဟုတ်ပြီအဲ့ဆိုရင်တော့နောက်ဗီဒီယိုမှာတွေ့မယ်လीနော်またね頑張りましょう